တကုံစင်နာတူတော့ဒါတကုံစင်နာတူဆိုင်ကိုဘယ်နာလေးကလာရင်ရမလဲလို့မေးတဲ့ဟာကိုလေအဖြေပေးလိုက်ပါတယ်ဗျဆိုင်ကိုကျွန်တော်တို့မီနီကုန်းဂုံးကျော်ရာရှိရတယ်ဂုံးကျော်ရာရဲ့ဘေးမှာတကုံစင်နာတူအခုမြင်နေရတာတကုံစင်နာတူရုပ်ရှင်ုံဘက်မှာရုပ်ရှင်ုံဘက်နဲ့ကတ်ရက်မှာကျွန်တော်တို့ဟိုတိုက်မှာ290ပြည်လမ်းပေါ်မှာရှိတယ်အဲ့ဒီမှာရှေ့မှာဆိုရင်ဂျီရိုနာကိတ်ဆိုင်နဲ့အော်ဂတ်ကော်ဖီဆိုင်နှစ်ခုရှိတယ်အဲ့ဒီကွန်ဒိုမှာဂျီရိုနာကိတ်ဆိုင်ကအခန်း A အော်ဂတ်ကော်ဖီဆိုင်ကအခန်း B ကျွန်တော်တို့ဓာတ်ပုံဆိုင်ကအခန်း C ပါဗျမြင်ကြီးတက်မှာပဲเนาะမြင်ဒီကုန်းဂုံးကျော်တဲ့မြင်ဒီကုန်းဂုံးကျော်ကိုညရှုခင်းရောနီးရှုခင်းရောအပေါ်စီးရရောအောက်ကရောစုံအောင်ရိုက်ပေးထားရနော်လှလဲလှလို့เนาะမြင်ဒီကုန်းဂုံးကျော်ကအပေါ်စီးတဲတဲ့ကရိုက်တော့လဲအရန်လှတယ်အဲ့ဒီမြင်ဒီကုန်းဂုံးကျော်ရဲ့အနားမှာပဲရှိရမြင်ဒီကုန်းဂုံးကျော်ကိုရောက်ရင်ရောက်ပြီး Google Map မှာလည်းနေရာလေးချပေးထားတယ်တကုံစင်တာဟိုရောက်ရင်လည်းရောက်ပါပြီဗျကြိုက်တဲ့နံပါတ်ကိုစီးခဲ့ပါเนาะကျေးဇူးပါပန်းနူးအောင်ဓာတ်ပုံတိုင်းနဲ့เนาะမြင်ဒီကုန်းဂုံးကျော်အနီးတကုံစင်တာတို့နဲ့ကတ်ရဲ့တိုက်မှာ290ပြည်လမ်းပေါ်မှာပါဗျစမ်းချောင်းမြို့နဲ့ရန်ကုန်မြို့လာခဲ့နော်ကျေးဇူးပါ